အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့အလုပ်လေးတွေရဲ့ပိတ်တာနဲ့မျိုးတွေကဆွေမျိုးရင်းချလို့ခင်ရတဲ့ကျောင်းသူညီမလေးနဲ့အတူထိုင်ဝမ်ဆိုင်ကိုတော့ပြီးခောက်ဆွဲစားခဲ့ပါတယ်ကျွန်တော်ကမျိုးတဲ့တစ်ခါတလေမှရောက်တာဆိုတော့သူတို့ကလိုက်ဝဲကြွေးမယ်တဲ့ဘာသားမလဲဆိုတော့ကျွန်တော်လည်းအားနာနာနဲ့လိုက်ပြီးတော့ခုံးဆင်းခဲ့ပါတယ်များများနဲ့ကောင်းကောင်းစားရမယ်ဆိုင်လိုက်ဖို့လို့ပြောတော့ထိုင်ဝမ်ဆိုင်ကိုလိုက်ဖို့ပါတယ်ဟောတာကဆေးပဲဦးတဲ့တော့ဟိုဘက်ကဟာအစအထင်ချင်းမှန်နေနောက်ပြပဲပြာကြီးတဲ့ဓာတ်ပုံကြီးမှာဆိုတော့မသိဘူးခင်ဗျငက်လို့လာသွားတာမမလည်းမမတဲ့ဘူးဒါခောက်ဆွဲတဲ့ခောက်ဆွဲနေအမဲသားနဲ့ပြုတ်ထားရတဲ့အမဲသားတွေလည်းနဲ့ဤနေပဲအမဲသားမစားရတူတွေအတွက်တော့တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ကတော့အကုန်စားပါတယ်ခြေလေးချောင်းဆိုရင်ကတင်ပဲရှောင်ပါတယ်ခင်ဗျာတော်တော်စားလို့ကောင်းတယ်ခင်ဗျာနဲ့ဤနေပဲထိုင်ဝမ်မုံညင်းလေးနဲ့သူတို့ကတော့ပွဲလေးမှာတယ်ကျွန်တော်ကတော့ပွဲကြီးမှာပါတယ်အားလဲနာတယ်ငက်လေးငက်တယ်ပေါ့ခင်ဗျာသူတို့ကကင်မရာလေးကြောက်တယ်ကျွန်တော်လူမရုံမလာဘူးကင်မရာကြောက်မှာပေါ့လူကလာကျွန်တော်ကတော့စားလဲစားပါတယ်ကျွန်တော်အစုံစားတယ်ဗျာများများနဲ့ကောင်းကောင်းကြိုက်တယ်ကျွန်တော်ကနဲရင်လည်းမကြိုက်ဘူးမကောင်းရင်လည်းမကြိုက်ဘူးကျွန်တော်စားရတယ်မဝလို့မလို့သူတို့ပြပဲကျွန်တော်လိုက်တောင်းစားခဲ့ပါသေးတယ်မဲလာလေစားမယ်စားဝအောင်စားမယ်ဆိုပြီးတော့နောက်တော့ဆက်မှလည်းမကုန်တော့သူတို့တရားလိုက်တောင်းစားခဲ့ပါသေးတယ်เขาจะထည့်လို့ရရနော်တို့စားကောင်းပါလေခင်ဗျာကန်းချသွားလို့ထိုင်ဝမ်ဆိုင်တစ်ခါမှမစားဘူးတို့နောက်တော့သမူးနေပြီးနောက်ဆိုထက်သွားပြီးတော့စားကြည့်အောင်ညဝဲကျွေးလို့လားဒီပိုစားကောင်းတယ်ခင်ဗျာခုပါကိုဝဲလို့ရှိရင်နည်းနည်းစားလို့တိတ်မကောင်းပတ်ထန်ကုန်လို့အညာတာကတိနဲ့လို့မပြောပါနဲ့ခင်ဗျာဆွေတာစုကြောင့်တထေးလောင်းခုံးဆင်းရတာပြောကြပါဦးလူတွေရောက်လို့ရှိရင်ဟိုတုခုံးဆက်တယ်ဟုတ်ပါဘူးစားတယ်ငုံထားတယ်စားတယ်လို့မင်းဒီလိုဌာနမြောင်အောင်လို့အဲ့ဒီတော့စားကြလို့မဟုတ်ပါဘူးခင်ဗျာဆက်ပြီးစားလိုက်ပါဦးမယ်စားတော့ဆိုရင်ဒီမှာတဖြည်းဖြည်းလှုပ်လေးနဲ့လှုပ်လို့ရှိရင်ဟိုကိုက်ချင်တဲ့ခွေးကြတယ်ဒီနေ့လိုက်တာကိုက်ချင်တယ်အစားစားရင်ဒါကပြောရလှုပ်လို့ရင်မပြောတော့စားစားလို့ရှိရင်တဖြည်းဖြည်းအပါပဲဆက်စားလိုက်ပါဦးမယ်ဒါစားပြီးရင်နောက်တရင်အခုအောင်မှထမင်းစားဖို့စားနေမှတဲ့လှမ်းပြီးဖုံးဆက်ခေါ်နေမြန်စားပြီးမြန်တော့မှာနောက်ကြရင်ပကံဆေးနေရလိမ့်မယ်ခင်ဗျာအရင်မထားနိုင်ဘူးအိမ်ပန်း